အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် EDK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဈေးကွက်ထဲမှာ Redmi မပါပါတော့Samsung Tecno Vivo Oppo Infinix Honor ကျွန်တော် itel အစရှိတဲ့ brand 9မျိုးနဲ့ကျွန်တော်တို့ဖုန်းသစ်ဈေးနှုန်းတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ brand တွေကျွန်တော်ဘာလို့စုပြီးပြောရတာလဲဆိုရင်ဒီဖုန်းလေးကကျွန်တော်ဈေးကွက်ထဲမှာဟိုပေါ့နော်ဒီ company မှာတော့အနည်းငယ်ပဲကျန်တာပါနော်အနည်းငယ်ပဲကျန်တာဖြစ်တဲ့အတွက်ဒီ Tecno ဆိုတဲ့3လေးလုံးကျွန်တော် Oppo ဆိုတဲ့3လေးလုံး Samsung ဆိုတဲ့3လေးလုံးပေါ့နော်ဒါလေးနည်းနည်းလေးပဲကျန်တာဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးတို့စုပြီးတော့ဒီဗီဒီယိုလေးတစ်ပုတ်ဖန်တီးပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖုန်းဈေးတွေကတော့ကျွန်တော်အားလုံးမသိတဲ့အတိုင်းပေါ့နော်ကျွန်တော်အတက်ပိုင်းကိုသွားနေရပါတော့သွားနေရဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေနေတဲ့ကျွန်တော်ဖုန်းသစ်ဝယ်တော့မယ်စင်ကြရင်ကျွန်တော်တို့ဒီဖုန်းသစ်ဈေးနှုန်းတွေကိုအကြမ်းမြင့်သိအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးပေးရခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်အတက်နိုင်ဆုံးကတော့ဒီကာလမှာကျွန်တော်တို့ဖုန်းဟောင်းလေးတွေဝယ်ထိန်းကြိုင်ထားတာပိုကောင်းတယ်ပေါ့နော်ဘာလို့ဖုန်းဈေးတွေကမငြိမ်ဘူးပေါ့နော်နောက်ပြီးအခွန်ဆောင်မဲ့ကိစ္စတွေလည်းကျွန်တော်ဒီ9လပိုင်းအစားပြီးတော့ပေါ်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေနေတဲ့ဖုန်းဈေးတက်မဲ့ကျွန်တော်အခွန်နဲ့ဆောင်မဲ့ဆိုတဲ့အနေအထားတွေတွေ့ရတယ်ပေါ့နော်သူ့ဘာကျွန်တော်မိတ်ဆွေနေတဲ့ကျွန်တော်တို့ဖုန်းသစ်ဝယ်တော့ချိန်ကြရင်ကျွန်တော်ဖုန်းဈေးနှုန်းလေးတွေကိုအကြမ်းမြင့်သိအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြကြအောင်ဖိတ်ခေါ်ပါခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A58 ပဲဖြစ်ပါတယ်ဒီဖုန်းလေးကိုတော့ RAM 464ကို9,300ပတ်ချလဲနဲ့ရောင်းချနေပြီး RAM 418ကိုတော့6,300ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A5 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6128ကို8,000ခွဲပတ်ချလဲနဲ့ရောင်းချနေပြီး RAM 8128ကိုတော့8,900ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A68 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို6,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်4မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Oppo A6 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို73,000ပတ်ချနဲ့ရောင်းချနေပြီး RAM 8256ကိုတော့15,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Vivo Y05 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို6,300ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Vivo Y19 app ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 6128ကို9,900ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Tecno Spark Go 3ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို9,300ပတ်ချလဲနဲ့ရောင်းချနေပြီး RAM 418ကိုတော့9,900ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်7မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Tecno Pova 7 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို17,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်73မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Tecno Camon 40 Pro 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို17,000ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်14မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Samsung A07 4G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို4,000ခွဲပတ်ချလဲနဲ့ရောင်းချနေပြီး RAM 418ကိုတော့9,300ပတ်ချလဲ RAM 618ကိုတော့6,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်15မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ itel S24 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို9,300ပတ်ချလဲနဲ့ရောင်းချနေပြီး RAM 8256ကိုတော့9,800ပတ်ချလဲ RAM 1256ကိုတော့6,900ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်16မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Honor H60 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 618ကို6,000ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်19မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Honor H7D ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို9,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်18မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Smart 20ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 464ကို9,300ပတ်ချလဲနဲ့ရောင်းချနေပြီး RAM 418ကိုတော့9,800ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်19မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infinix Hot 60i ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 418ကို9,900ခွဲပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာ
ကျွန်တော်နောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Infant နဲ့ Note 40ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8သိန်းကျော်ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလည်းကြည့်ပြကြအတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်လက်ကွင်ဖုန်းဝယ်မယ်ကျွန်တော်ရဲ့ပေါ်လာတွေတဲ့အဆင်ပြေချောမေးပါကြောင်းကျွန်တော်စုမှုကောင်းတောင်းပါတယ်ခင်ဗျာကျွန်တော်တကယ်လို့ဒီကြားထဲမှာပေါ့နော်ကျွန်တော်ဖုန်းစည်းတွေအတက်ကြတွေရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ဗီဒီယိုလေးလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုကြရင်တော့ကျွန်တော်မဲဖောက်ပေးသွားမယ့်ဗီဒီယိုလေးကိုကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ15ရက်လောက်ကြာရင်ကျွန်တော်ဗီဒီယိုလေးတင်ပေးသွားမယ်ပေါ့နော်ဒီဗီဒီယိုလေးမှာအားလုံးပါဝင်ပေးကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာပါဝင်ပေးကြတဲ့တူတယောက်ချင်းတိုင်းုံနဲ့ကျွန်တော်ကန်ဆယ်မဲတွေကျွန်တော်ပေါ့အောင်ကျွန်တော်ဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ